လောကမှာဘာလို့အစဉ်ပြေနေဖို့တော့ဘယ်လွယ်ပါမလဲအလုပ်တဲ့အခါအခက်အခဲတွေကိုလည်းကြုံတွေ့နိုင်တယ်လို့အကြက်တဲတွေနဲ့လည်းကြုံတွေ့နိုင်ပါတယ်လူဆုံးရင်ပြဿနာဆုံးမယ်လူများရင်ပြဿနာများမယ်အလုပ်များရင်ပြဿနာများမယ်ဒါပေမဲ့စိုးရိမ်စိတ်တွေတော့မများပါစေနဲ့ပြဿနာတိုင်းမှာအဖြေရှိနေတဲ့စမြဲမှုပြဿနာတွေကိုသိမကြောက်ပါနဲ့ပြဿနာတွေနဲ့အတူသင်ခန်းစာတွေပါလာတဲ့စမြဲပါတချို့ပြဿနာတွေကပိုကောင်းမှုဖြစ်လာတယ်လို့တချို့ပြဿနာတွေကအတွေ့အကြုံရင့်ကျက်ဖို့ဖြစ်လာတတ်ပါတယ်ပြဿနာတွေနဲ့ကြုံတွေ့ရတဲ့အခါပထမဆုံးလုပ်ရမှာကတီးခံပါစိတ်ရှည်ထားပါပြဿနာတွေကိုဒေါသနဲ့ဘယ်တော့မှမဖြေရှင်းမိပါစေနဲ့အရေးကြီးဆုံးသိထားရမှာကတီးခံနိုင်လေးအောင်မြင်လေးပါပဲအများနဲ့လှုပ်တဲ့အခါငါဘာမှမဟုတ်ဘူးလို့နှလုံးသွင်းလို့မာနတွေကိုခွာချထားပါစိတ်ရှည်တီးခံဆွေးရင်တမ်းမှသာအောင်မြင်မှုရဲ့အကျိုးမြတ်တွေကိုစံစားရမှာပါမာနတွေကိုခွာချထားဖို့လိုပေမဲ့မဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့မန်ကိုတော့ဘယ်တော့မှမကြပါစေနဲ့တကယ်ဖြစ်ချင်တကယ်လို့မဟုတ်ဖြစ်ပါတယ်မကျေနပ်ရင်ငုံကြည့်ပါကိုယ်လောက်မှအစင်မပြေနေတဲ့သူတွေအများကြီးပါကျေနပ်နေရင်မော့ကြည့်ပါကိုယ်ထက်သားနေတဲ့သူတွေအများကြီးပါငါဘာမှမဟုတ်သေးပါလားလို့နှလုံးသွင်းပြီးကိုယ်လုံးသမျှအရာရာကိုအကောင်းဆုံးစိတ်ထားနဲ့အကောင်းဆုံးကြိုးစားပါစိတ်ကြည်သီးခံဇွဲရင်တန်းစွာနဲ့ကံဉဏ်ဝိရိယတွေမျှတအောင်ကြိုးစားရင်အခက်ခဲဆိုတာတခဏပါအောင်မြင်မှုကထာဝရပါသာသနာ့နယ်ဆရာတော်